Okay ဒီဗီဒီယိုမှာကကျွန်တော် CDF ဖြည့်မယ်ပေါ့ CDF တစ်ခုဖြည့်မယ်လက်ကောင်က data recovery လုပ်ရမယ်လို့ထင်တယ်ပေါ့အဲဒါကြောင့်ကျွန်တော်ဆက်စမ်းကြည့်မယ် Okay ဒါတော့ကျွန်တော်ဝင်လာရော cdfs.org ရဲ့ဟိုစာတစ်ခုပါဘယ်ရောက်သွားလဲ Okay ဒီမှာကကျွန်တော် lost flash drive ဆိုတဲ့ CDF ကိုဖြည့်မယ်ပေါ့ virtual ဆိုနည်းနည်းတော့400မျိုးရှိတယ် Okay ခဏလေးစောင့်ကြပါ Okay ကျွန်တော် download လိုက်ပြီဒီလို download နေပြီဆိုတော့ခဏလေးစောင့် download ဆိုရင်ပါရှိတယ် Okay ဇက်တော့ပါဒီကောင်ဥစား download မပြီးသေးလို့နည်းနည်းဒါမှ file နှစ်ခုဖြစ်နေတာပေါ့ download ပြီးသွားရင်လည်းချက်စောင့်ကြည့်လိုက်ပါတယ်ကွာဖြတ်မိပါဟုတ်တယ် sorry ပါ Okay ဒီမှာ download လုပ်နေပြီဆိုတော့တစ်ချက်စောင့်ကြည့်အောင်စကန်လို့ဒီနေပြီးသွားပြီဆိုတော့ခုန install လုပ်ပြီးတော့တစ်ဖိုင်ပေါ်လာဟုတ်ပြီ zip file တစ်ခုရှာတယ်ကျွန်တော်တို့ sudo user အနေနဲ့သုံးလိုက်မယ် sudo user အနေနဲ့သုံးမယ်ပြီးပြီး house flash drive တစ်ခုရအစိုက်ပါရမကန်တော့ Okay log flash drive ဆိုတဲ့ file လေးတစ်ခုရဘာ file လဲဆိုတော့သိအောင်လို့ကျွန်တော်နေတော့ဒီတိုင်းပဲစဘာမှမသိ Okay file type user လည်းမပေါ်ဘူး file ဆိုရင်ကျွန်တော်တို့ကဒီကောင်ဘယ်လိုကြည့်မလဲဆိုရင်တော့ဝယ်ဥစားချက်ပြင်ကြည့်မယ်ကျွန်တော် make မရှိ file နေနဲ့ပဲကြည့်မှာ booster partition ဘာညာကိုရှိတယ် booster ဘာညာထားလိုက်ပါတော့ဒါရရေးမကြည့်ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင်ကျွန်တော်တို့ကိုကြည့်ဘာလို့ရမလဲဒီကောဘာ file မှန်းလည်းမသိဘူးဆိုတော့ Okay ကျွန်တော်တို့ file ပုံစံတည်အောင်လို့ဆိုရင်ကျွန်တော်တို့ recovery မှာသူ header တွေဘာတွေကို header တွေ body တွေကိုအဲ့လိုမျိုး recovery ပြန် header ကိုကြည့်ပြီးတော့အဲ့လိုမျိုး file recovery ပြန်လုပ်ပေးတဲ့ဟာမျိုးတို့တစ်ခုရှိရပေါ့နည်းနည်းဆို foremost ရှိရ foremost ကိုဘယ်လိုသုံးလဲဆိုတော့က display copyright information ဘာညာတွေရတော့ဒါတွေတော့ထားလိုက်တော့မယ်ကျွန်တော်တို့ default နဲ့ပဲသွားမယ်ဆိုတော့ဒီမှာသူဒီ dot drive log flash drive ကိုသုံးမယ် Okay ကျွန်တော်ဆမ်းမိသား CDF ဖြစ်တဲ့အတွက်ကြောင့်နည်းနည်းအရန်တော့မြန်နေလိမ့်မယ်စလို့တော့နည်းနည်းတော့ကြာတော့ content was equal password DHT ဘာညာခေါ်ထွက်လာမယ်ဒီကောင်နည်းနည်း run နေဆိုတစ်ချက်စောင့်ကြည့်အောင် next time
cd output ရှင်းပြရတယ်ဒီမှာ audit.txt မှာပါခဲ့တာ audit.txt မှာ directory file နဲ့ဘာညာconfiguration file တွေပါမယ်ဒီမှာကျွန်တော်တို့ဒီမှာ 2kit တော့ရှိတယ် jpeg file တွေပါလာမယ် movie file တွေပါတယ် pdf file တွေပါ okay ကျွန်တော်တို့ကဘာကြည့်လို့ရ audit ကတော့ထားပါကျွန်တော် jpeg ပဲရေးကြည့်လိုက်တာ jpeg ရေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာသွားကြည့်လိုက်တာပုံမြန်တာဒီအနေနဲ့တော့ကြည့်လိုက်မယ်ဆိုရင်ဟောရပေါ့ဘာမို့okay တိုင်းဆိုရင်တော့ cd တော့နဲ့ cd ဒီကတော့တနေရာရထားကြမရိုက်တော့ဘူးလားဟာဘယ်ဝင်သွားဟောလို့ပြီးရင်ဒီမှာကျွန်တော်ပါရကျွန်တော် cd ရရှိကျွန်တော်တို့ရ flash ရှိလား flash တိုင်းရှိရရှိမပေါ်တော့ပေါ့ရှိဒီရောက်မှကျွန်တော်တို့တွေ့ရ flag ကိုတွေ့ပြီဆို copy လေးယူလိုက်မယ်ဒီရမှာမသိဘူး okay correct ဖြစ်သွားဒီလိုပဲဒီ CDF ကအရင်ခတ်တာတော့မဟုတ်ဘူးနည်းနည်းလှုပ်ရှုပ်တယ်ကောင်းတာတစ်ခုကခုန data recovery တစ်ခုဖြစ်တဲ့ formos ကိုအဲ့လိုမျိုး header ပုံစံကိုကြည့်ပြီးတော့ကျွန်တော်တို့ရဲ့ file type မပါလာတဲ့ခါကျရင်နည်းနည်းသုံးလို့အဆင်ပြေရပေါ့သူက header ကမှန်တယ်ဒါပေမဲ့ file extension ကပါမလာဘူးဆိုရင်သူက formos ကိုသုံးလိုက်ရင်သူကဒီ output file အနေနဲ့ကို zip file ထဲမှာပါတဲ့ဟာမျိုးတွေကိုပြန်ထုတ်ပေးရပေါ့ okay ဒီ video ကဒါပါပဲ